Sheikh Hamdan စီမှာပတ်စံဒီဘယ်လောက်ရှိလဲဆိုရင်လူရောက်200လောက်ပတ်စံထိုင်နေတော့မှတစ်နှစ်လောက်ကြာသွားနိုင်ပါတယ်သူကဒူဘိုင်းရဲ့ TV star တွေလိုပါပဲလူသိများတယ်အဲ့ဒီရဲ့အကြောင်းရင်းကတော့ပတ်စံပဲဖြစ်ပါတယ် Nazim ဆိုတဲ့နာမည်ကြားတာနဲ့ဒူဘိုင်းရဲ့ Sheikhs အမျိုးတွေမှာပတ်စံဘယ်လောက်ရှိလဲဆိုတာသိနိုင်မှာဖြစ်ပါတယ်အချင်းမြင့်ပတ်စံတွေကိုရေလိုသုံးဖြုံးနေတာတော့မှသူတို့ရဲ့အမျိုးတွေမှာပတ်စံကကုန်ကုန်မကုန်နိုင်ဘူးဒီအကြောင်းအရာကိုသိဖို့ရအတွက်ဒူဘိုင်းရဲ့မင်းသားကိုကြည့်ကြည့်အောင်မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ The Well Power မြန်မာဆိုတဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒူဘိုင်းရဲ့မင်းသားနာမည်က Sheikh Hamdan bin Mohammed bin Rashid and Maktoum ဖြစ်ပါတယ်ဒါပေမဲ့သူကအကုန်လုံးကသူ့ရဲ့ Instagram နာမည် Fazza ဆိုပြီးတော့မှသိကြပါတယ်သူစီမှာပတ်စံဒီဘယ်လောက်ရှိလဲဆိုရင်လူအယောက်200လောက်ပတ်စံထိုင်နေရင်တော့တစ်နေ့လောက်ကြာသွားနိုင်ပါတယ်သူရဲ့ဒေါ်လာ70 million private jet ကို Samelda ဆိုပြီးတော့လည်းခေါ်ကြပါတယ်သူရဲ့အဲ့ဒီသင်းပေါ်မှာ7 star hotel မှာတော့မရနိုင်တဲ့စိတ်ချမ်းသာမှုတွေကိုသူရဲ့သင်းပေါ်မှာရနိုင်မှာဖြစ်ပါတယ်အဲ့ဒီမှာအခန်း24ခန်းကတန်ရှင်းလုပ်တဲ့သူဟင်းချက်ပြုတ်တဲ့သူတွေအခန်းဖြစ်ပါတယ် first ကအဲ့ဒီသင်းပေါ်မှာလူအနည်းဆုံး9ယောက်ကနေ10ယောက်အတွက်ပါတီလုပ်ဖို့အတွက်ပဲအသုံးပြုပါတယ်သူစီမှာနောက်ထပ်ဒေါ်လာ400 million တန်တဲ့သင်းပေါ်တစ်စီးလေးရှိနေပါသေးတယ်အဲ့ဒါကိုဒူဘိုင်းရက်ဆိုပြီးတော့မှလူသိများပါတယ်ဒါဒီသင်းပေါ်မှာတော့ Sheikh မိသားစု48ယောက်လွတ်လွတ်လပ်လပ်နဲ့အေးအေးဆေးဆေးဘဝကိုဖြတ်သန်းလို့ရပါတယ်အဲ့ဒီမှာအလုပ်သမားအယောက်90အခန်းလေးရှိတယ်အဲ့ဒါပြီးတော့သူစီမှာ300 feet အရှိရှိတဲ့ Uberwee Super Yacht နဲ့ BTS ရှိတဲ့ Quattro Elisheru ဆိုတဲ့သင်းမောလေးရှိပါတယ် Sheikh Hamdan ရဲ့ညီ Mansour ကလည်းပဲဒေါ်လာ10 million သင်းမောကိုဝယ်ထားပါတယ်အဲ့ဒါကို Code 8ဆိုပြီးတော့မှလူသိများပါတယ်မြေပြင်မှာလည်း Sheikh Hamdan လောက်သုံးဆွဲတာဘယ်သူမှမရှိပါဘူးဒေါ်လာ3သိန်းခွဲတဲ့ Luxury Mercedes G63 AMG ကနေပြီးတော့မှဒေါ်လာ2သိန်းတဲ့ Mercedes AMG 6အထိထည့်ထားကိုမှချန်မထားပါဘူး။သင်က Sheikh Hamdan နဲ့သူ့ရဲ့ညီအကိုတွေအသက်ဇင်းနေတဲ့ကားတွေစီးတာလုံးဝကိုမဖြစ်နိုင်ပါဘူး။မင်းသားရဲ့ကား collection တွေထဲမှာဒါတွေမကပါဘူး။ Ferrari Lamborghini Veneno, McLaren P1, Ferrari F10 နဲ့ Aston Martin 177တို့လည်းရှိပါတယ်။ဒါက Sheikh Hamdan ရဲ့ collection တွေပဲဖြစ်ပါတယ်။သူ့ညီကလည်း Mercedes တဲ့ဈေးနေတာတွေကိုမကြည့်ပါဘူး။ Sheikh Hamdan ရဲ့မိသားစုကလည်းအဲ့လိုပါပဲ။ Sheikh Hamdan ရဲ့မိသားစုစီမှာဈေးကြီးဆုံးကားတွေ100ကျော်ရှိပါတယ်။လူသိများတဲ့ကားတွေ BMW, Mercedes, Ferrari နဲ့ Vintage ကားတွေရှိပါတယ်။ Sheikh Hamdan ကကားတွေရဲ့ update အတွက်ပတ်စံဒီဘယ်လိုသုံးလဲဆိုတာကိုကြည့်ကြည့်အောင်။သူရဲ့ update ကကားထိုင်ကုန်ဒီမှာ leather cover, front camera တွေတက်တာမဟုတ်ပါဘူး။သူရဲ့ update နီးကကားမှုမှာ24 karat gold ကိုတက်ဆင်ခြင်းဖြစ်ပါတယ်။သေးသေးလေးရွှေတောင်မှ25သိန်း30ရှိပါတယ်။ကားတစ်ခုလုံးရဲ့ရွှေတန်ဘူးကိုတော့သင်ကိုယ်တိုင်စဉ်းစားကြည့်ပါတော့ဒါတွေမဟုတ်ပါဘူးဒေါ်လာ28သိန်းတန်ကလအုပ် Sheikh Hamdan ကတနေရာမှာအဲ့ဒီကလအုပ်ကိုတွေ့ခဲ့တယ် Sheikh ကအဲ့ဒီနေရာမှာပဲသူ့တန်ဘူးထက်အစပေါင်းများစွာပေးပြီးတော့သူ့နာမည်နဲ့ဝယ်ခဲ့တယ်တစ်ဖက်မှာတော့ Sheikh Hamdan ရဲ့အသုံးပြုံးကြီးမှုနောက်တစ်ဖက်မှာတော့ Sheikh Hamdan ဟာအလွန်ကျန်နာတတ်တဲ့သူဖြစ်ပါတယ်ကင်ဆာရောဂါဖြစ်နေတဲ့သူတယောက်ကဈေးကူကို Sheikh Hamdan ကိုအကူအညီတောင်းတော့ Sheikh Hamdan ကသူ့ကိုဒေါ်လာ6သိန်းလှူခဲ့ပါတယ်အဲ့ဒါတွေမဟုတ်ပါဘူး Sheikh Hamdan က Dubai Austin Center ဆိုတဲ့ဆေးရုံမှာအလကားကုသပေးဖို့အတွက်ဒေါ်လာ9သိန်းလေးလူခဲ့ပါသေးတယ်။ဒါတွေကတော့ဒူဘိုင်းအရှင်မင်းသားဟာသူ့ရဲ့ဘီလီယံပေါင်းများစွာကိုဘလို့သုံးလဲဆိုတဲ့အကြောင်းလေးတင်ဆက်ပေးသွားတာပါ။ကျွန်တော်တို့ရဲ့ The Well Power မြန်မာဆိုတဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ထားပေးပါဦး။ဘေးနားက notification လေးလည်းနှိပ်ပေးထားပါဦးခင်ဗျ။နားစင်သူတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။